အားလုံးပဲမင်္ဂလာပါမိပဲဖြစ်ပါတယ်မိဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့မင်းသားတို့ညီဟုံကိုအခက်နှစ်ထဲက grammar pattern 5ခုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးစိတ်ဝင်စားရဆိုရင်တော့အဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ပထမဆုံး grammar pattern တစ်ခုကတော့ဒီဟာကတစုံတစ်ခုဖြစ်ပါတယ်ကိုရီဝါနာနီနာနီですကိုရီဝါနာနီနာနီですလို့ပြောပါတယ်ကိုရီဝါဆိုတာကတော့ဒီဟာပေါ့နော် des ဆိုတာကတော့ဖြစ်ပါတယ်ဆိုရင်ဒီပဲဖြစ်ပါတယ်ဒီနာနီနာနီဆိုတဲ့နေရာမှာအမျိုးစုံထည့်လို့ရတယ်ပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့ square ပေါ့နော်square ဆိုတာကစပွဲခုံပြောပဲဖြစ်ပါတယ်ကိုရီဝါ square desကိုရီဝါ square des လို့ပြောပါတယ်ဒါဆိုရင် square ညမှာနောက်တစ်ခုပါပြောင်းပြီးထည့်ကြည့်လို့ရအောင်လေဥပမာမရှိဆိုတာကကြတော့နာမည်ကပြား name ကပ်ပဲဖြစ်ပါတယ် business တွေမှာအများဆုံးသုံးလို့ရှိရဲ့အချင်းချင်းတွေ့ရခါပထမဆုံးမိတ်ဆက်တဲ့ခါကျရင်ကိုယ့်ရဲ့နာမည်ကပြားကိုတခြားသူပေးပြီးနာမည်အားထားပါဒီစီးပွားရေးလုပ်နေပါတယ်ဆိုပြီးတော့မရှိဖလှယ်တာပေါ့နော်မရှိခိုကန်ဆိုတာဂျပန်မှာရှိပါတယ်ကိုရီဝါမရှိですこれは名詞ですနောက်တစ်ခု新聞ထည့်ကြည့်မယ်これは新聞ですこれは新聞ですဒီဟာဘာလဲဆိုတော့မေးခြင်းဘယ်လိုမေးကြမလဲこれは何ですかこれは何ですかဒီတစ်စုံတစ်ခုနာနီနာနီညာမှာနန်းထည့်ပြီးတော့နောက်ဆုံးမှာကပေါင်းပေးလိုက်ရင်ရပါပြီအဲဆိုရင်မေးကြည့်လိုက်အောင်これは何ですかこれはペンですこれはペンですအဲ့လိုပြောပါတယ်ပြပတန်ကတော့အဲ့ဒါကတစုံတစ်ခုဖြစ်ပါသလားဆိုတော့ပဲဖြစ်ပါတယ်အဲ့တော့ဂျပန်လိုမေးချင်ရင်တော့それは何々ですかလို့မေးပါတယ်နိနာနေရဲ့နေရာမှာအမျိုးစုံထည့်လို့ရတယ်ပေါ့နော်それはペンですかそれはボールペンですかそれは7ですかそれは8ですかအဲ့လိုမျိုးဒီနာနီနာနေနေရာမှာ vocabulary အများကြီးထည့်ပြီးတော့ဒီမဲရှိပေါ့နော်မဲရှိဆိုရင်နောင်နေထည့်ပြီးတော့ပြောင်းပြီးတော့သုံးလို့ရပါတယ်ဆိုရင်နံပါတ်3ပတ်တန်ပဲဖြစ်ပါတယ်နံပါတ်3ပတ်တန်ကကြတော့ကိုရီဝနာနီနာနီနော်နာနီနာနီ des ပဲဖြစ်ပါတယ်အဲ့ဒါကဒီညီမတို့တိတ်ပဲပြင်မယ်ဆိုရင်တော့ဒီဟာကဒါနဲ့ပတ်သက်တဲ့ဒါပဲဖြစ်ပါတယ်။မာကိုရီဝါ車の本です။ဒါကကားနဲ့ပတ်သက်တဲ့စာအုပ်ပါ။これはコンピューターの本です။これは何の本ですか။ဒါကဘာစာအုပ်ပါလဲပေါ့နော်။ဒါဆိုရင်နံပါတ်4ပတ်တန်ကိုသွားကြပါမယ်။နံပါတ်4ပတ်တန်ကတော့これは何々のです။ဒီပတ်တန်ကကြတော့ခုနကလည်းこれは何々のですပဲ။အခုလည်းこれは何々のです။ပေမဲ့ခုနကတော့ဟာကကြတော့တစုံတစ်ခုနဲ့ပတ်သက်တဲ့အရာပေါ့နော်။မဲရှိနှစ်ခုဆက်တဲ့နေရာမှာသုံးတယ်။ဥပမာ車の本ဆိုရင်車ကကား本ဆိုတာကစာအုပ်車の本ဆိုတော့ကားနဲ့ပတ်သက်တဲ့စာအုပ်အခုဒီနံပါတ်4ပတ်သက်မှာကြတော့ဒီဟာကပိုင်ဆိုင်မှုကိုပြတာဟိုမှာလူရဲ့ပစ္စည်းရဲ့ကိုဆက်တာပေါ့နော်ဟိုမှာこれは私の本ですこれは私のペンですこれは私の家ですဆိုပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုပေါ့နော်ကြားတဲ့အခါမှာတုံးတဲ့ no နဲ့ဆက်တဲ့တထားပဲဖြစ်ပါတယ်ဒါကြောင့်မလို့နံပါတ်3ကတထားနဲ့နံပါတ်4ကတထားမတူဘူးเนาะနောက်တစ်ခုချင်းဆက်တာတူပေမဲ့ပထမဆုံးတစ်ခုကဒီအရာဝတ္ထုနှစ်ခုပေါ့เนาะတမဲ့အရာဝတ္ထုနှစ်ခုဆက်တဲ့車の本コンピューターの本အဲ့ဒါတွေဖြစ်ပေမဲ့ဒီနံပါတ်4ပတ်တန်ကကြတော့私の家私のペン私の雑誌ဆိုတဲ့လူရဲ့ပိုင်ဆိုင်မှုကိုပြတဲ့ no ပဲဖြစ်ပါတယ်အဲ့ဒီနော်နှစ်ခုမောင်ကြီးစိုက်ကြပါနော်ဒါဆိုရင်နံပါတ်5ပတ်တန်ကိုတော့လဲနံပါတ်5ပတ်တန်ကကြတော့これは何々のですこの手帳は私のですなあ私の雑誌အခုကကြတော့この雑誌は私のですခုနပိုင်ဆိုင်မှုပြတာချင်းအတူတူပဲနံပါတ်4နဲ့နံပါတ်5ပါကွာလဲဆိုရင်အတိတ်ပဲကတူပေမဲ့စကားပြောတဲ့စတိုင်နဲ့ပတ်တန်တွေကမတူတာဖြစ်ပါတယ်ခုနကတော့ငါရဲ့စာအုပ်ပါလို့ပြောပေမဲ့အခုကြတော့ဒီစာအုပ်ကငါဟာပါဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့အလုံးနားနေကြမယ်လို့ထင်ပါတယ်ဒီနေ့ကတော့ဒီမင်းတို့ညီဟုံကိုတိုင်းနီမှာပါတဲ့ grammar pattern 5ခုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားပြီဖြစ်ပါတယ်ဒီဗီဒီယိုလေးအဆုံးထိကြည့်ပေးသွားလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော် bye bye